စီးပွားရေးလုပ်ငန်းမှာငွေတကယ်ဝင်တဲ့လုပ်ငန်းတွေကအသေးစားစီးပွားရေးလုပ်ငန်းတွေပါအားလုံးပဲမင်္ဂလာပါရှင်စာပေလန်းကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်ရဲ့ book review အစီအစဉ်လေးမှာတော့ဆရာနိုင်တည်ရေးသားထားတဲ့ကိုပိုင်လုပ်ငန်းတစ်တစ်နဲ့ငွေများများရှာမယ်ဆိုတဲ့စာအုပ်လေးကိုပြပေးသွားမှာဖြစ်ပါတယ်ရှင်ကိုပိုင်စီးပွားရေးလုပ်ငန်းတစ်ခုထူထောင်ထားသူဒါမှမဟုတ်အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုကိုပိုင်ဆိုင်နေသူဖြစ်တယ်ဆိုရင်တော့ဒီစာအုပ်ကိုဖတ်ရှုဖို့အတွက်တိုက်တွန်းချင်ပါတယ်အသေးစားစီးပွားရေးလုပ်ငန်းရှင်တယောက်တနေ့တာကာလမှာလုပ်ကိုင်ရတဲ့လုပ်ငန်းပမာဏဟာ Fortune 500စီးရင်ဝင်ကုမ္ပဏီတွေက CEO တယောက်တလတာကာလအတွင်းမှာလုပ်ကိုင်တဲ့လုပ်ငန်းပမာဏထက်ပိုများပြားပါတယ်လို့ဒီစာအုပ်ထဲမှာပြောထားပါတယ်အသေးစားစီးပွားရေးလုပ်ငန်းရှင်တိုင်းအတွက်အောင်မြင်ရေးမဟာဗျူဟာတွေကိုလည်းဒီစာအုပ်ထဲမှာပြောထားပါသေးရဲ့ပထမဆုံးအနေနဲ့ကိုထုတ်ကုန်အတွက်ဈေးကွက်နဲ့ဝယ်လက်ကိုရှာပါကိုအတွက်လွယ်ကူပြီးတော့တခြားသူတွေအတွက်ခက်ခဲတဲ့အလုပ်ကိုလုပ်ပါကိုထုတ်ကုန်ကိုမူပိုင်ခွင့်မပုံတင်ထားပါကာကွယ်ပါချိတ်ပိတ်ထားပါစီးပွားရေးလုပ်နေရဖြစ်လို့ရည်စည်းတက်ခါရည်တာတလက်ရှုံးရရင်လည်းမတွန့်နဲ့အရှုံးကိုနင်းနိုင်သမျှနင်းအောင်သာခုခံကာထားပါဆိုပြီးတော့လမ်းညွှန်ချက်တွေကိုလည်းပေးထားပါသေးရဲ့စီးပွားရေးတစ်ခုစပြီဆိုရင်ဒီဇိုင်းမမတ်တာလှုပ်ဆောင်သွားပါဒီဇိုင်းမမတ်လုပ်ခြင်းကအကြောင်းကိုအကျိုးဖြစ်စေပါတယ်လို့စာရေးသူကပြောထားပါတယ်အသေးစမ်းဆိုတာအခြေခံကစတင်နေဖို့မလိုပါဘူးရှင်းဆွဲအရာကိုပဲရှူထောင်တစ်တရက်အမြင့်တစ်တရက်နဲ့စမ်းစစ်နိုင်ရင်ပဲစမ်းတစ်တဲ့အကျိုးပြုနေလန်းတစ်ရက်စင်ပွားထွက်ပေါ်နိုင်ပါတယ်မိမိရဲ့ကုန်ပစ္စည်းဒါမှမဟုတ်မိမိရဲ့ဝန်ဆောင်မှုကိုလိုအပ်သူရဲ့လက်ထဲအရောက်ပို့ဖို့လက်ရှိနည်းထပ်ပိုကောင်းတဲ့နည်းကိုတွင်းမိပြီလို့သင်ထင်နေဆိုရင်တင့်အတွင်းမှမို့ရာခိုင်နှုန်းများပါတယ်ဒါမျိုးအရင်ကလှုပ်ဖူးတယ်ဒါမှမဟုတ်လှုပ်ဖူးတယ်မဖြစ်ဘူးဆိုတဲ့စကားတွေသင်ကြားမိရဆိုရင်တော့အဲ့ဒါတွေကိုလစ်လူရှုလိုက်ပါဒါတွေကအကြံဉာဏ်ကိုတတ်တဲ့စကားတွေစိတ်ကူးကိုဖျက်ဆီးရတဲ့သူတွေရဲ့စကားတွေဖြစ်တယ်။ဘုံလုံးတက်နေသူတွေကိုဥပက္ခာပြုလိုက်ပါ။လုပ်ငန်းကြီးကြီးတဲ့အောင်မြင်မှုအတွက်ကနဦးအလိုအဆုံးအချက်ကတော့စားသုံးသူတယောက်ရှိရေးပါပဲ။စားသုံးသူတယောက်ရှိရေးဟာလုပ်ငန်းအကြံအစီစီမံခန့်ခွဲရေးဗဏ္ဍာရေးအစီအစဉ်ပြောရရင်အားလုံးထပ်ပိုအရေးကြီးပါတယ်။ဒီလုပ်ငန်းဖြစ်ထွန်းနေရခြင်းဟာလည်းစားသုံးသူတွေနဲ့ပဲချိတ်ဆက်နေရပါ။စားသုံးသူရဲ့ပြဿနာကိုဖြေရှင်းပေးဖို့စားသုံးသူစိတ်ချမ်းသာစေဖို့နဲ့စားသုံးသူရဲ့ပြဿနာပြည်လည်သွားစေဖို့ပါပဲဒီစာအုပ်ကအသေးစားစီးပွားရေးလုပ်ငန်းလေးတစ်ခုနဲ့တပိုင်းတနံမိသားစုဘဝတိုးမြင့်လိုသူတွေအတွက်အခြေခံလမ်းညွှန်စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်ရှင်ဒီစာအုပ်လေးကိုမှာယူခြင်းနဲ့ဆိုရင်တော့sapilan.com sapilan Facebook Page Messenger နဲ့ TikTok ချက်ပေါက်ကနေလည်းမှာယူလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်